ကာတာကတော့တုံလို့မသွားပါဘူးသူကမင်းတို့ငါ့ကိုနီးပြလို့ခေါ်စရာမလိုဘူးဆရာလို့ပဲခေါ်ရမယ်လို့ပြောပြီးမလေးမစားလုပ်တဲ့သူကိုချက်ချင်းကွင်းထဲကနေမောင်းထုတ်လိုက်ပါတယ်ကာတာဟာကစားသမားတိုင်းကိုစာချုပ်တစ်ခုစီပေးပါတယ်အဲ့ဒီစာချုပ်ထဲမှာဘတ်စကတ်ဘောကစားဖို့ထက်ပညာရေးအတွက်ပို့တင်းကျပ်ထားပါတယ်အတန်းထဲမှာရှေ့ဆုံးကထိုင်ရမယ် GPA 2.3ရှိရမယ်အတန်းတက်မှန်ရမယ်ပြီးတော့ပွဲနေဒီမှာတိုက်ပုံအင်ဂျင်နဲ့နှစ်တိုင်ကိုတီးတီးသက်သက်ဝေးရမယ်ဆိုတဲ့အချက်တွေပါအသင်းရဲ့အတော်ဆုံးနဲ့အဆိုးဆုံးဖြစ်တဲ့ Cruise ကတော့ဒီစာချုပ်ကိုကြည့်ပြီးလောင်ပြောင်းပါတယ်ကျွန်တော်တို့ကဘတ်စကတ်ဘောကစားသမားလေးစာသင်ဖို့လာတာမဟုတ်ဘူးလို့ပြောပြီးကာတာကိုရန်မှုကအသင်းကနေထွက်သွားခဲ့ပါတယ်တခြားကစားသမားတချို့လည်းအတူတူလိုက်ထွက်သွားကြပါတယ်ကာတာရဲ့သားဒီမီယန်ဟာသူ့အဖေကိုကူညီဖို့အတွက်သူ့တက်နေတဲ့နာမည်ကြီး Saint Francis ကျောင်းကနေထွက်ပြီးအချင်းချင်းဆိုတဲ့ Richmond ကျောင်းကိုပြောင်းလာပါတယ်သူ့အဖေကသူ့ကိုတားဖြစ်လို့မျက်နှာသာမပေးတဲ့အပြင်တခြားသူတွေထက်ပိုခက်ခဲတဲ့စာချုပ်ကိုလက်မှတ်ထိုးခိုင်းခဲ့ပါတယ်လေ့ကျင့်ခန်းပထမဆုံးအပတ်မှာကာတာကဘောလုံးတစ်လုံးမှမပေးပါဘူးကြန့်ခိုင်မှုအတွက် suicides လို့ခေါ်တဲ့အပြေးလေ့ကျင့်ခန်းတွေထိုက်ထိုးတာတွေနဲ့ကြက်ချီခက်အပြေးတွေကိုပဲအသားအကုန်လုပ်ခိုင်းပါတော့တယ်ကစားသမားတွေကပင်ပန်းလုံးလို့အန်နဲ့ထိဖြစ်ကြပေမဲ့ကာတာကတော့လုံးဝမလျှော့ဘူးပါအသင်းကစနစ်တကျဖြစ်လာတာကိုမြင်တဲ့အခါ Cruise ဟာအသင်းထဲပြန်ဝင်ကျင်တယ်လို့လာပြောပါတယ်ကာတာကသူ့ကိုမင်းထွက်သွားတော့ငါ့ကိုအများကြီးအကျွေးတင်ထားခဲ့တယ်လို့ပြောပြီးဒိုက်ထိုး2500နဲ့ကြက်ချီကအပြေး2000ကိုတတ်မှတ်ရက်အတွင်းလုံနိုင်ရင်ပြန်လက်ခံမယ်လို့ခက်ခဲတဲ့စိန်ခေါ်မှုပေးလိုက်ပါတယ်ခရူးစ်ဟာတတ်မှတ်ရက်ရောက်တော့မဲ့အချိန်မှာအားအင်ကုန်ခန်းပြီးလဲကျသွားပါတယ်အဲ့ဒီအချိန်မှာအသင်းဘော်တွေကတယောက်ပြီးတယောက်ရှေ့ထွက်လာပြီးသူ့အတွက်ကျွန်တော်တို့ကူလုပ်ပေးမယ်ဆိုပြီးဝိုင်းပြီးတိုက်ထိုးပေးကြပါတယ်ဒါဟာ Richmond အသင်းမှာတခါမှမရှိခဲ့ဘူးတဲ့ညီညွတ်မှုအစားပြုခြင်းပါပဲကာတာရဲ့စနစ်တကျလေ့ကျင့်ပေးမှုအောက်မှာ Richmond အသင်းဟာပထမဆုံးပွဲမှာတင်အံ့ဩစရာကောင်းလောက်အောင်နိုင်ပွဲစားရပါတယ်သူတို့တွေဟာအရင်ကလိုရံမဖြစ်တော့ပဲစီကန်းရှိရှိနီးပြူဟာရှိရှိကစားတက်လာကြတာကိုမြင်ရမှာပါအသင်းရဲ့အဓိကကစားသမား Junior Battle ဟာသူ့ကိုယ်သူအတော်ဆုံးလို့ထင်ပြီးအတန်းလစ်ခဲ့ပါတယ်ဒါတွေမကပဲသူ့ကိုဆုံးမတဲ့ဆရာမကိုပါရိုင်းရိုင်းဆိုင်ဆိုင်တုံ့ပြန်ခဲ့ပါတယ်ဒါကိုသိသွားတဲ့ကာတာကသူ့ကိုအသင်းကနေချက်ချင်းထုတ်ပယ်လိုက်ပါတယ် Battle ရဲ့အမေက Carter စီလာတောင်းပန်ပါတယ် Carter ကကျွန်တော်မင်းအမေကိုလေးစားလို့အခွင့်အရေးပေးတာလို့ပြောပြီး Battle ကိုသူ့အမားကိုဝန်ခံခိုင်းကအသင်းနဲ့ပြန်လက်ခံခဲ့ပါတယ် Battle ဟာလေအရင်ကထက်ပိုပြီးစီကန်းရှိလာပါတယ် Richmond Oilers အသင်းဟာတဖြည်းဖြည်းနဲ့မြို့ထဲမှာတွေမကပဲပြည်နယ်အဆင့်အထိနာမည်ကြီးလာပါတယ်သူတို့ဟာတပွဲပြီးတပွဲအနိုင်ရလာပြီးနိုင်ပွဲတွေရဲ့ဘရင်တွေအဖြစ်လူအများကစောင့်ကြည့်ရတဲ့အသင်းတစ်သင်းဖြစ်လာပါတယ်ခက်ခဲတဲ့ပွဲတော်ရဲ့ပြိုင်ပွဲကြီးမှာ Richmond အသင်းဟာနာမည်ကြီးကျောင်းတွေကိုအပြတ်အသတ်အနိုင်ယူပြီးပိုဆွဲခဲ့ပါတယ်ဒီအောင်မြင်မှုကြောင့်ကလေးတွေဟာသူတို့ကိုယ်သူတို့ကျေပွင့်တွေလို့ထင်ပြီးပုံဝင်မြင့်လာကြပါတယ်နိုင်ပွဲရပြီးနောက်အသင်းသားတွေဟာကာတာကိုညာပြီးပါတီပွဲတစ်ခုကိုခိုးသွားကြပါတယ်အဲ့ဒီမှာသူတို့ဟာအရက်တော့မင်းကလေးတွေနဲ့ပျော်ပါနေကြတာကိုကာတာကလိုက်ဖမ်းမိသွားပါတယ်ကာတာကငါမင်းတို့ကိုကစားသမားတွေဖြစ်အောင်လုပ်နေတာလူလော်လီတွေဖြစ်အောင်လုပ်နေတာမဟုတ်ဘူးလို့ပြင်းပြင်းထန်ထန်စုပူပါတယ်နောက်နေ့မှာကာတာဟာကျောင်းသားတွေရဲ့ပညာရေးမှတ်တမ်းကိုစစ်ဆေးတဲ့အခါတော်တော်များများဟာစာချုပ်ပါ GPA မပြည့်မီတာကိုတွေ့သွားပါတယ်သူတို့ဟာကွင်းထဲမှာနိုင်နေပေမဲ့အတန်းထဲမှာတော့ရှုံးနေကြတာပါကာတာဟာအားကစားရုံတကားတွေကိုတန်ကြိုးတွေနဲ့တောက်ခတ်လိုက်ပါတယ်စာမွေးတွေမအောင်မချင်းဘတ်စကတ်ဘောမကစားရဘူးလို့အမိန့်ထုတ်ပြီးအားလုံးကိုစာကြည့်တိုက်တဲ့မောင်းသွင်းလိုက်ပါတယ်ဒီလုတ်ချက်ကမြို့တစ်မြို့လုံးကိုတုံ့ပြန်ပါစေဒီသတင်းဟာ DVD အထိရောက်သွားပြီးမိဘတွေကကာတာကိုဝိုင်းဝန်းဆဲဆိုကြပါတယ်သူတို့အတွက်တော့သူတို့သားသမီးတွေဟာပညာတတ်ဖို့ထက်ဘတ်စကတ်ဘောကစားပြီးနာမည်ကြီးဖို့ကပိုအရေးကြီးနေတယ်လို့ဖြစ်နေပါတယ်ကာတာရဲ့ဆိုင်ရှိမှတော့လာပြီးစံတားပြကြပါတယ်စာသင်ရတာကိုစိတ်ပြတ်တဲ့ Cruise ကအ
င်းကနေထပ်ထွက်သွားပြန်ပါတယ်သူကသူ့ဝမ်းကွဲအကူရဲ့မူးယစ်ဆေးလောကတွေကိုပြန်ဝင်သွားပြီးလမ်းမပေါ်ကိုရောက်သွားပါတော့တယ် Cruise ရဲ့မျက်စိရှိမှလေသူ့ဝမ်းခွဲအကူဟာရံဘက်ခိုင်းကတနက်နဲ့အပြစ်ခံရပြီးတေဆုံးသွားပါတယ်ဒီမြင်ကွင်းက Cruise ကိုငါလည်းဒီလိုပဲတည်ရမှာလားဆိုတဲ့ကြောက်စိတ်နဲ့အတူဘဝရဲ့အမှန်တရားကိုကောင်းကောင်းကြီးသိမြင်သွားစေပါတယ် ကြောက်လန့်တခြားနဲ့သွေးတွေပေနေတဲ့ Cruise ဟာကာတာရဲ့အိမ်တကားကိုလာခောက်ပါတယ်သူကဆရာကျွန်တော်ကိုကယ်ပါကျွန်တော်ဘာလုပ်ရမလဲမသိတော့ဘူးဆိုပြီးမူယိုတောင်းမှရင်အတင်းနဲ့ပြန်ဝင်ဖို့တောင်းဆိုပါတယ်ကာတာကသူ့ကိုဖက်ပြီးနှစ်သိမ့်ပြီးခဲ့ပါတယ် ကာတာရဲ့ lockdown အကြောင်းဟာတနိုင်ငံလုံးမှာဆွေးနွေးစရာဖြစ်လာပါတယ်ကာတာကရှစ်ဆပို့များနေတယ်ငါចောင်းသားတွေကိုငါအဲ့ဒီလမ်းနဲ့အရောက်မခံနိုင်ဘူးလို့ရေးရေးဝုန်းဝန်းပြန်ပြောခဲ့ပါတယ်နောက်ဆုံးမှကျောင်းပုတ်အဖွဲ့ကအားကစားရုံကိုပြန်ဖွင့်ဖို့မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ကာတာဟာသူ့ရဲ့စေတနာကိုနားမလည်ကြတဲ့အတွက်စိတ်ပြက်ပြီးနှုတ်ထွက်စာတင်လိုက်ပါတယ်။ကာတာထွက်သွားဖို့အတွက်အထုပ်ပိုးသိမ်းပြီးအားကစားရုံထဲကိုရောက်တဲ့အခါကျောင်းသားတွေဟာကစားမဲ့အစားကွင်းထဲမှာစာသင်ကုန်တွေချပြီးစာသင်နေကြတာကိုတွေ့လိုက်ရပါတယ်။သူတို့ကဆရာကအားကစားရုံတကားကိုဖွင့်ပေးနိုင်ပြီကျွန်တော်တို့ကတော့ကစားအောင်လုပ်လို့မရဘူးလို့ပြောပြီးကာတာဘက်ကယက်တီခဲ့ကြပါတယ် Cruise ကကာတာရဲ့ရှေ့မှာရပ်ပြီးကျွန်ုပ်တို့ရဲ့အနက်ရှိုင်းဆုံးကြောက်ရွံ့မှုဟာအားနည်းချက်မဟုတ်ပဲကျွန်ုပ်တို့ရဲ့အစွမ်းအစတွေပဲဖြစ်တယ်ဆိုတဲ့ကြပြကိုရွတ်ဆိုပြခဲ့ပါတယ်ဒါဟာကာတာရဲ့ကျေးဇူးကြောင့်သူတို့တွေဟာကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာပြီဆိုတာကိုပြသလိုက်တာပါကျောင်းသားအားလုံးဟာစာမေးပွဲတွေအောင်မြင်သွားပြီးကာတာနဲ့အတူပြန်လည်လေ့ကျင့်ခွင့်ရခဲ့ပါတယ်။သူတို့ဟာအခုဆိုရင်ပညာရေးပိုင်းမှာရောစိတ်ပိုင်းဆိုင်ရာမှာရောအရင်ကထက်အများကြီးရင့်ကျက်တဲ့လူငယ်တွေဖြစ်လာကြပါပြီ။နောက်ဆုံးမှာတော့အင်အားအကြီးဆုံး St. Francis အသင်းနဲ့ရှင်ပြန်ရပါတယ်။တကွင်းလုံးကလောင်ပြောင်နေကြပေမဲ့ Richmond အသင်းဟာအစွမ်းကုန်ကစားခဲ့ပါတယ်။အကျိတ်အနေဖြစ်ခဲ့ကြပေမဲ့နောက်ဆုံးစက္ကန့်မှာ Richmond အသင်းဟာကပ်ပြီးရှုံးသွားခဲ့ပါတယ်။ရှုံးသွားလို့စိတ်မကောင်းဖြစ်နေတဲ့ចောင်းသားတွေကိုကာတာကမင်းတို့ဟာဒီနေ့ရှုံးသွားပြီလေဘဝအတွက်တော့နိုင်သွားပြီ။မင်းတို့ဟာအခုပညာတတ်တွေဖြစ်ကုန်ကြပြီ။ဒါဟာဘယ်သူမှလူယူလို့မရတဲ့နိုင်ပွဲပဲလို့နှစ်သိမ့်စကားပြောလိုက်ပါတယ်။ ဇလန်းအဆုံးမှာတော့အသင်းသား9ယောက်ဟာကောလိပ်တက်ခွင့်ရခဲ့ပြီး6ယောက်ကတက္ကသိုလ်ပညာသင်ဆုတွေရရှိသွားပါတယ်။ဒါဟာရိုးရိုးအားကစားရုပ်ရှင်တက်ပို့ပြီးဘဝအတွက်ခွန်အားပေးတဲ့ရုပ်ရှင်ကောင်းတစ်ခုပါပဲ။အားလုံးပဲဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ subscribe လုပ်ပေးခဲ့ပါဦး။ MZE Entertainment ကနေနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ recap ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။